အားလုံးပဲမင်္ဂလာပါဖူဘောကူကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ free ticket လေးတစ်ပွဲပေးသွားခြင်းပါတယ်ဘယ်ပွဲလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့အစော17နာရီခွဲလောက်မှာကံမဲ့ဂျာမနီနဲ့ကူရာကာကိုနိုင်ငံအသင်းရဲ့ပွဲစဉ်လေးကိုကျွန်တော် free ticket အနေနဲ့ပေးသွားခြင်းပါတယ်ဒီပွဲမှာကိုမပေးခင်ကျွန်တော်ပြောစရာလေးနည်းနည်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်ရဲ့ subscriber 18000 ကီပေါ့နော်18000လောက်ရှိတဲ့ subscriber ရှိတဲ့ channel လေးကပြတ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော် record တွေတင်လို့မရတော့ဘူးကျွန်တော် contact လုပ်လို့မရတော့ကျွန်တော် Telegram account က frozen လုပ်ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် channel ကိုကျွန်တော် post တွေလည်းတင်လို့မရဘူးကျွန်တော်ရဲ့တသိန်းနဲ့ရောင်းမဲ့ record တွေလည်းတင်လို့မရဘူးဖြစ်နေပါတယ်အဲ့တော့ပြောချင်တာကကျွန်တော် Telegram မှာလောလောဆယ်ဆက်သွယ်လို့ရမှာမဟုတ်တဲ့အတွက်ကျွန်တော်ရဲ့ Viber နံပါတ်39966266 Viber မှာပဲတသိန်းနဲ့ရောင်းမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလာပြောပေးပါလို့တောင်းဆိုချင်ပါတယ်တကယ်လို့ Telegramအကောင့်ပြန်ရခဲ့သည်ရှိတော့ကျွန်တော် channel ပြန်ရခဲ့သည်ရှိတော့ပြန်နေပြီပဲเนาะမရလို့ရှိရင်လည်းကျွန်တော် channel အသစ်လေးထောင်ပြီးလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော် channel အသစ်လေးကိုကျွန်တော်ပြန်ကြေညာပေးပါမယ်လောလောဆယ်တော့ကျွန်တော်ရဲ့ 19k ရှိတဲ့ subscriber ရှိတဲ့ channel ကြီးကဘာမှလုပ်လို့မရသေးဘူးเนาะကျွန်တော်လည်းပြန်တော့ like 10တော့10နေတယ်သူတို့ဘက်က email ပြန်သေးတာပဲလည်းမရှိသေးဘူးဆိုတော့လောလောတော့ကျွန်တော်လည်း channel အသစ်ချက်ချင်းမဖွင့်နေသေးတာဖြစ်တဲ့အတွက်တသိန်းနဲ့ရောင်းပွဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ Viber နံပါတ်39966266 Viber မှာလာပြီးတော့ပြောပြပါလို့ပြောချင်ပါတယ်ကျွန်တော်တောက်လျှောက်သုံးထားတဲ့အကောင့်ကြီး frozen လောက်ခံလိုက်ရတာတော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဘူးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းမတတ်နိုင်ဘူးပေါ့ကျွန်တော်တို့social media သုံးနေဆိုတာဒီလိုပဲအကုန်လုံးကပြက်လိုက်အဖြတ်ခံရလိုက်အဲ့လိုမျိုးတွေဖြစ်နေရဖြစ်တဲ့အတွက်လည်းတီးခံရမှာပေါ့လေအဲ့တော့ကျွန်တော်ဒီနေ့မှာ free ticket လေးတစ်ပွဲပေးသွားခြင်းပါတယ်ဂျာမနီနဲ့ကူတာကာရိုပွဲလေးကိုကျွန်တော်free ticket ပေးသွားခြင်းပါတယ်ဒီပွဲမှာဂျာမန်ကဘော်ဒီဈေး4လုံး90ဖွင့်တယ်ဂိုးမောင်းကြီး4လုံး40ရုံဖွင့်တယ်ကျွန်တော်တို့မနေ့ကဘူဂီတွေကကျွန်တော်တို့ဘလို့အကွက်ပြသွားလဲဆိုတာမြင်တဲ့အတိုင်းပဲစနေနေ့မှာအောက်ဆုံးနေပြီးရိုက်သင်းသွားတယ်အဲ့တော့ကျွန်တော်တို့ဒီတတင်းငွေနေ့မှာလည်းထပ်ပြီးသတိထားရမယ်ဂျာမနီလိုအသင်းမျိုးကဘိုင်ယန်မြူနစ်ကိုအခြေပြုထားတယ်ဆိုပေမဲ့မညာမတာသွင်းတတ်တာတော့သိတယ်ဒါပေမဲ့တစ်ဖက်ကဂျာမနီနဲ့ကူရာကာလို့ဆိုလို့ရှိရင်များတော်တော်လေးကို run ကွာဟာတယ်ဂျာမနီဆို FIFA run 30ဗျာကူရာကာဆို82ဆိုတော့82ဆင့်လောက်ကွာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကူရာကာရိုအကုန်လုံးကတော့ short တက်ကြမှာပဲဂျာမနီပဲတီးကြလိမ့်မယ်ဒါပေမဲ့ကူရာကာရိုကဒီကမ္ဘာဖလားမှာပထမဦးဆုံးပါဝင်ရတဲ့အသင်းဖြစ်တယ်လူကြီးတသိန်းခွဲပဲရှိတယ်ဒါပေမဲ့တသိန်းခွဲပဲရှိပြီလေသူတို့ရဲ့ဘောလုံးနီးစနစ်ကောင်းမွန်တဲ့အတွက်တခြားပြည်ပထွက်ကစားသမားတွေရှိတဲ့အတွက်သူတို့ကဒီနှစ်မှာတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းနဲ့အုပ်စုအဆင့်ကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ကမ္ဘာဖလားကိုဝင်ခွင့်ရခဲ့တယ်ပေါ့နော်ဒါသူတို့နိုင်ငံအတွက်အောင်မြင်တဲ့တမိုင်းလည်းဖြစ်တယ်ဒီလိုနေမျိုးတွေမှာကျွန်တော်တို့ဂျာမနီကိုပို့ပြီးတော့တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ပို့ပြီးသတိထားရမယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်ဘာလို့မကြိုက်လဲဆိုလို့ရှိရင်ဂျာမနီသား၄ခုပြတ်မယ်ဆိုလို့ရှိရင်ဗျာ၄လုံး50၄လုံး30လောက်ပဲပြီးလို့ရတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဂိုးမောင်းစီးကဂျာမနီ၄လုံးသွင်းရင်တော့မှဂိုးမောင်းစီးက၄လုံး40ရှုံးမယ်40ပဲရှုံးမှာဖြစ်တဲ့အတွက်ဒါကဂျာမနီ၄ခုမပြတ်နိုင်ဘူးလို့ဘူဂီကတွက်ဆထားတဲ့သဘောလို့ကျွန်တော်ထင်တယ်ပြီးတော့ဘော်ဒီဈေးနဲ့ဂိုးမောင်းစီးကအရန်ကတ်လွန်တယ်ပေါ့နော်ဒါနိုင်ငံအသင်းတွေမှာတွေ့ရတဲ့ဘော်ဒီဈေးဂိုးမောင်းဈေးမျိုးဖြစ်တယ်ဒီလိုပွဲမျိုးတွေမှာဆိုလို့ရှိရင်ဘော်ဒီအောင်ရင်အောင်မအောင်ရင်ဂိုးမောင်းထိန်းတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဥပမာဂျာမနီတစ်ဖက်တည်း 4G ဆိုတဲ့ပုံစံမျိုး 3G ဆိုတဲ့ပုံစံမျိုးတွေကန်တာတွေ့ရတယ်ပြီးတော့BDS ရဲ့ဈေးကွက်မှာလည်း2.9 လောက်ထိပေးရထားတာဖြစ်တဲ့အတွက်ကူရာကာတို့လုံးဝဂိုးမရနိုင်ဘူးဆိုတဲ့ပေါက်ကြီးမျိုးကိုလုံးဝဖွင့်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဂျာမန်တစ်ဖက်တည်းရဲ့အတွင်းကိုကြည့်ရမယ်ဒါပေမဲ့ကျွန်တော်ကအောက်ကြီးတွေအခုချိန်မှာရိုက်သွင်းနေပြီဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဂျာမန်ကိုမယုံသေးဘူးဒါပေမဲ့ကျွန်တော်ကဘာလို့ယုံကြည်ရှိလဲဆိုရင်ကူရာကာတို့အသင်းအနေနဲ့လည်းဂျာမန်ကိုဂိုးပြတ်မရှုံးဘူးဆိုလို့ရှိရင်တော့သူတို့ရဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုဗျာအဖက်ဆယ်လို့ရနေပြီဗျာအဲ့လိုအခြေအနေမျိုးမှာဂျာမန်အနေနဲ့ကန်လဲ 2G 3G လောက်ပဲကန်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်နောက်ဆုံး 4G လောက်ကန်ခဲ့တယ်ဆိုရင်တော့မှကျွန်တော်တို့မရှုံးတော့သေးဘူးလို့ယူဆတဲ့အတွက်ကျွန်တော်ကတော့ဒီနေ့မှာဂျာမနီအသင်းထပ်စားလို့ရှိရင်ဂျာမနီဂိုးအောက်လေးကိုပို့ပြီးကြိုက်တွေ့မိတဲ့အတွက်ကျွန်တော်ဂျာမနီဂိုးအောက်လေးကို free ticket အနေနဲ့ပေးသွားခြင်းပါတယ်ဒါကျွန်တော်ရဲ့ဒုတိယမြောက် free ticket ဖြစ်ပါတယ် BNB တစ်သိန်းနဲ့ရောင်းမွေတွေဝယ်ချင်လို့ရှိရင်ကျွန်တော်ရဲ့ Viber နံပါတ်39966269 Viber မှာလာပြီးဝယ်လို့ရတယ်လို့ပြောချင်ပါတယ်ပြီးတော့ဈေးတန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးထပ်ပြောချင်တယ်မနေ့တုန်းကဆွစ်ဇာလန်ဆိုလို့ရှိရင် warrant 40 50လောက်ကွာတဲ့အသင်းကို2 flat 30ပေးတဲ့အချိန်မှာ warrant 80လောက်ကွာတဲ့ဒီကူရာကာရိုလိုအခုမှဝင်ရတဲ့အသင်းကိုဂျာမန်ဘော်ဒီစီကနည်းနည်းလေးတော့ပျော့သေးလို့ထင်တယ်ဒါပေမဲ့လည်းဂျာမနီအသင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကန်ဖို့အတွက်ဘယ်သူမှတတိရှိမှာတော့မဟုတ်ဘူးဒါပေမဲ့ဂိုးအောက်နေဖို့တော့တတိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ရွေးချယ်မှုလေးကဂျာမနီဂိုးအောက်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ Telegram channel လေးကိုအသစ်ပြန်ထောင်ပြီးရပဲဖြစ်ပြန်ရလို့ရှိရင် Telegram channel မှာကြီးညာပေးပါမယ်အခုထိအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်